ဗုဒ္ဓဤလောကဝိတုခုံတော်သောဘဂဝါဣတိပိလောကဝိတုဘုန်းတော်ကြီးမှာရှင်တော်မြတ်ဖျားဟာလောကအကြောင်းကိုကောင်းကောင်းသိလို့လောကဝိတုဆိုတဲ့ဂုဏ်တော်ကြီးနဲ့သူကြည်နိုင်ရဗြဟ္မပြည်ပါမကြံတလောကလုံးအနှံ့ထင်ရှားကြော်ကြတော်မူခဲ့တာဖြစ်တယ်လောကဝိတုဆိုတဲ့အရေးချင်းကိုမြတ်စွာဘုရားကိုယ်တိုင်ကငါလောကအကြောင်းကိုသိတယ်လို့ဒီလိုပြောလို့ကြည့်မဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့လောကအကြောင်းသိမှုနဲ့ပတ်သက်ပြီးတော့လူသားတွေနတ်ပြမာတွေအားလုံးကအံ့ဩလောက်အောင်အသိဉာဏ်ကြီးမားမှုကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကိုလောကဝိတုလောကအကြောင်းအကျဉ်းချမ်းမရှိအောင်ဂုံစင်သိတော်မူတဲ့မြတ်စွာဘုရားလို့ဒီလိုထင်ရှားကြော်ကြားခဲ့တာဖြစ်တယ်ပေါ့ဒီနေရာမှာလောကလို့ဆိုတာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေမှတ်သားကြရမှာတတ္တလောကလို့ဆိုတဲ့သရဝါတွေဟောဂတလောကလို့ဆိုတဲ့သရဝါတွေရဲ့တရားဘုံတွေစัจ java လာအပါဝင်အလုံးတရားဌာနကြီးသင်္ခါရလောကလို့ဆိုတဲ့သဘာဝဓမ္မတွေအဲ့ဒီလောက၃မျိုးခွဲခြားပြီးတော့ဖော်ပြထားတယ်ခွဲခြားဖော်ပြထားတဲ့လောကတွေရဲ့အကြောင်းကိုမြတ်စွာဘုရားသခင်ဟာအကုန်အစင်သိကျင်တယ်လို့ဆိုတာနဲ့တပြိုင်တည်းအကုန်လုံးသိနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဒီနေရာမှာလောကလို့ဆိုတာနဲ့ပတ်သက်ပြီးတော့အခုပြောရတဲ့လောက၃မျိုးတရားတွေအကြောင်းကိုလည်းသိတယ်တရားအနန္တလို့ဆိုတာလူတရားတွေမကဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကကြီးမှာရှိတဲ့သက်ရှိတ attva တွေအားလုံးရဲ့အကြောင်းသိတယ်ဆိုတဲ့အခါမှာဒီတရားတွေဟာဘာကြောင့်ဖြစ်နေရလဲတရားတွေဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားကဘယ်လိုဒီတရားတွေရဲ့စိတ်နေသဘောထားတွေဘယ်လိုရှိလို့တဏှာထဲမှာဘယ်လိုဆင်းရဲဒုက္ခတွေကြုံကြရတယ်ဘယ်လိုစိတ်နေသဘောထားတွေမြင့်မြတ်အောင်လုပ်သည့်အတွက်ကြောင့်တဏှာဝကဘယ်လိုလွတ်ကြတယ်ဆိုတဲ့တရားတွေနဲ့ပတ်သက်ပြီးတော့ဟောကြားခဲ့တာတွေရှိတယ်ပေါ့ဥပမာမဲ့တရားတွေအားလုံးရှိတဲ့ထဲမှာတိရစ္ဆာန်လောကအကြောင်းကိုမြတ်စွာဘုရားကစကလုံးနှလုံးထဲနဲ့တရုပ်ဖော်ပြထားတာရှိတယ်တတ္တလောကအညမညခာဒိကဒုဗ္ဗလခာဒိကတိရစ္ဆာန်တွေဆိုတာတဲ့အညမညခာဒိကအချင်းချင်းတပ်ဖြတ်ပြီးတော့စားနေကြတာဟုတ်တယ်လေမွေအကြီးကမွေငယ်ကိုစားတာပဲငါးကလည်းငါးအကြီးကငါးအငယ်ကိုမျိုးတာပဲတရားတွေကြီးမယ်ဆိုရင်မျိုးတူတွေ species လို့ခေါ်တယ်မျိုးဆက်တူတဲ့တရားတွေလည်းအချင်းချင်းတပ်ဖြတ်ပြီးတော့စားကြနောက်တစ်ခုကဒုဗ္ဗလခာရိကအင်အားကြီးမားတဲ့တရားတွေကအင်အားနည်းတဲ့တရားတွေကိုတပ်ဖြတ်ပြီးတော့စားနေကြတယ်ဘလောက်ထင်ရှားတော့လို့ဆိုဘုန်းကြီးတို့မျက်မြင်အောင်ဒီလောက်တော့သိကြမှာသိမှာသို့တော်ဒီကနေ့ခေတ်မှာSafari တို့ Discovery Channel တို့ Animal Planet တို့ဆိုတာတွေကိုကြည့်မိမယ်ဆိုလို့ရှိရင်တော့ကမ္ဘာလောကကြီးမှာရှိတဲ့တရားတွေဟာသက်စွာဘုရားဟောထားတဲ့အတိုင်းပဲအချင်းချင်းစားနေကြတယ်အရှင်လတ်လတ်မျိုးပြီးတော့တပ်ဖြတ်စားနေကြတယ်ဆိုတာအလွန်ထင်ရှားအားနည်းတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတပ်ဖြတ်စားတော့နေတယ်ဆိုတာ
အားချင်းတူရင်တောင်မှပဲတိုက်ခိုက်ပြီးတော့စားတော့နေကြတယ်ဆိုတာအလွန်ပဲထင်ရှားတယ်ပေါ့ဒီထဲမှာလူတော်ဝါတွေအကြောင်းမပါသေးဘူးနော်တကယ်ကတော့လူတိုင်းဟာတော်ဝါတွေရဲ့အသားကိုစားတာမဟုတ်လို့လူတွေကိုတော့အညမညာခါရိကာဒုဗ္ဗလခါရိကာလို့မြတ်စွာဘုရားမဟောဘာလို့မဟောတာတော့ဆိုလူတွေကအညမညာခါရိကာတယောက်တယောက်စားပြစ်နေတာတော့မဟုတ်ဘူးဟုတ်ပါလူရဲ့အစားအစာဆိုတာတခြားအစားအစာတွေရှိတယ်ပေါ့သို့တော့လူတွေကတတ္တဝါတွေကိုတတ်မစားဘူးလားလို့ဆိုစားတယ်အေးလောကကြီးမှာကြည့်မယ်ဆိုရင်တတ္တဝါတွေတိရစ္ဆာန်တွေအကြောင်းကိုမြတ်စွာဘုရားကဟောလိုက်တာစကားနှစ်ခုတည်းနဲ့ဟောတာအညမညခါရိကာဒုဗ္ဗလခါရိကာတိရစ္ဆာန်လောကအခုလူနိုင်ရာကိုစားတော့နေကြရမြတ်မကအလုံးကိုဆန်းကျယ်တယ်တိရစ္ဆာန်လောကလောက်ဆန်းကျယ်တာလောကမှာမရှိဘူးလက်ပြမျိုးစုတစ်ခုပဲကြည့်လက်ပြမျိုးစုတစ်ခုပဲကြည့်တိရစ္ဆာန်လောကဘယ်လောက်ဆန်းကျယ်တယ်လဲဆိုလက်ပြအတောင်လေးတွေဟာဒီဇိုင်းမျိုးမျိုးနဲ့ထွက်နေတယ်အဲ့တော့လက်ပြဆိုတဲ့တရားဘာကြောင့်ဖြစ်တာတော့ဆိုကံ့ကြောင့်ဖြစ်တာဟုတ်ပြီလက်ပြမှာရှိတဲ့အတောင်ကအယောင်ကလေးတွေထဲတာတို့ဒီဇိုင်းလေးတွေထုတ်တာတို့ကြတော့ကံကထုတ်တာလားလို့ဆိုမဟုတ်ဘူးအဲ့ဒါကြတော့သူ့ရဲ့ species ဆိုတဲ့မျိုးရိုးကထုတ်တာဒီလိုဆိုတဲ့စာပေကျမ်းကံကတော့လက်ပြဘဝကိုရောက်စေတယ်လက်ပြဆိုတဲ့တိရစ္ဆာန်ဘဝကိုရောက်စေတယ်တော့လက်ပြပုံစံအမျိုးစုံဒီဇိုင်းမျိုးမျိုးအယောင်မျိုးမျိုးဖြစ်တာကတော့ယောနိလို့ဆိုတဲ့မျိုးရိုးနဲ့သက်ဆိုင်တယ်ဒီလိုဆိုတာဟုတ်တယ်လူဘဝရောက်တာလဲလူဘဝလူဖြစ်လာတယ်ဆိုတာကံနဲ့ဆိုင်တယ်သို့တော့အသားမဲတာတို့အသားဖြူတာတို့အရက်ပူတာတို့အရက်ထွားတာတွေတို့ကြတော့တချို့ကိစ္စကံနဲ့သက်ဆိုင်တယ်လို့ပြောလို့မရဘူးကံနဲ့မသက်ဆိုင်ဘာလို့ဆိုယောနိနဲ့သွားသက်ဆိုင်ဒေသနဲ့သက်ဆိုင်အာဖရိကမှာသွားဖြစ်တဲ့လူကအဲ့ဒီပုံစံဖြစ်မှာမြန်မာပြည်လာဖြစ်တဲ့လူကတော့မြန်မာပြည်ကအသားရောဥရောပသွားဖြစ်လို့ရှိရင်တော့တခါတခါဖောက်ပြီးတော့မြန်မာပြည်မှာပဲလာပြီးတော့မျက်စိကြောင်တောင်နဲ့လာဖြစ်တဲ့လူကရှိသေးတယ်အဲလူတွေရဲ့ဆန္ဒကြောင့်မလို့မွေးလာတော့ကတော့မြန်မာပါပဲဆေးဆိုးလိုက်တဲ့အခါကျတော့သပင်ကအယောင်မျိုးမျိုးတွေဖြစ်ကုန်ပြန်တာပေါ့အဲ့ဒါကြတော့ကံနဲ့မဆိုင်ဘူးတဲ့ဟောယောနိနဲ့သက်ဆိုင်တယ်လို့ဒီလိုပဲတွေ့ရအောင်ယောနိနဲ့သက်ဆိုင်ယောနိသိတာယောနိနဲ့ဖြစ်တယ်အဲ့တော့လူဘဝရောက်ဖို့ဆိုတာတော့ကံကအဓိကပဲရောက်လာပြီးတဲ့နောက်မှာဒီပုံစံအမျိုးမျိုးဒီဇိုင်းမျိုးမျိုးထွက်လာတာကတော့ယောနိနဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုခွဲခြားတယ်စာပေကျမ်းကမှာနော်အဲ့လိုခွဲထားတယ်လူသားတွေဟာလည်းပဲအမျိုးမျိုးအစုံစုံအဲ့တော့လူတွေအမျိုးမျိုးပုံပုံရှိသလိုနတ်တွေပြမာတွေမှာလည်းပဲမတူညီတာတွေရှိကောင်းရှိနိုင်တာပေါ့မတူညီတာတွေသူတို့ကြတော့ဥပမာမဲ့ပြမာတွေဆိုလို့ရှိရင်မတူညီဘူးနတ်တွေကလည်းတပုံနဲ့တပုံမတူညီဘူးမတူညီတာတွေကြတော့ကံနဲ့ပတ်သက်သွားပြန်တယ်အဲ့ဒီချက်ပထမဇန်ပြမပုံပထမဇန်ရလို့ပြမဖြစ်ကြခြင်းတူအောင်တော့အေးစံတရားကိုကြင်ကြံကြိုးကိုအထုတ်တဲ့အချိန်မှာအလွန်ကိုထက်သန်ပြင်းပြတဲ့သန္တာတို့ဝိရိယတို့စိတ်ဓာတ်တို့ဝိမာန်သားတို့လို့ဆိုတဲ့အဓိပ္ပာယ်၄မျိုးအစွမ်းထက်ပြီးဆိုလို့ရှိရင်တော့ပြမဖြစ်ရင်ပြမမင်းဖြစ်တယ်အဲ့ဒါတော့သန္တာဝိရိယတွေတိတ်ပြီးတော့မထက်သန်ဘူးအလတ်တန်းစားလောက်ဆိုရင်ပြမပရောဟိတဆိုတဲ့ပုံမှာဖြစ်တယ်ညံ့နေတယ်သန္တာကလည်းပဲတမ္မန်ရိုးရအောက်တန်းစားလောက်ပဲရှိရဆိုရင်တော့ပြမပါရိသစ္စာဆိုတဲ့အနေစားပြမလည်းတော့ဟောသူတို့မှလည်းဒါကြတော့ကံကြမ္မာနဲ့သက်ဆိုင်တယ်လို့ဆိုလို့ပဲပေါ့က
ကံပြုလုပ်တဲ့အချိန်မှာထက်တန်ပြင်းပြမှုတွေနဲ့တွားပြီးတော့ဆုံးဖြတ်ချက်တွေပေးနေတယ်အဲ့တော့အရာရာဟာကံဆိုတဲ့အကြောင်းတစ်ခုတည်းတော့မဟုတ်ဘူးခုနကယောနိဆိုတာလည်းအကြောင်းတစ်ခုပဲပတ်ဝန်းကျင်ဆိုတာလည်းအကြောင်းတစ်ခုပဲဥဒုတို့အာဟာရတို့ဆိုတာလည်းအကြောင်းတစ်ခုပဲလို့ဒီလိုမှတ်အကြောင်းတစ်မျိုးတည်းကိုမြတ်စွာဘုရားမဟုတ်ဒါကြောင့်မို့မန္လိဆရာတော်ကြီးကမဂ္ဂဒေဝလင်္ကာထဲမှာကံဟုမူလတန်ဗုဒ္ဓတို့ဟောပြဒီမှာအရင်သာဒီသူပြောတာကံကိုဟောတာဟာအခြေခံအကြောင်းတစ်ခုအနေနဲ့ဟောတာပါတဲ့ဉာဏ်နေလုံလဝိရိယတွေတခြားအကြောင်းတွေကိုလည်းပဲအတိမပြုတယ်အဲ့ဒါတွေရဲ့စွမ်းရည်တတ္တိကလည်းရှိသေးတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့တခုတည်းကိုအကြောင်းမချရအောင်တခုတည်းကိုကံတခုတည်းကိုအစွန်းရောက်သတ်မှတ်ထားလို့ရှိရင်တော့ဘာဖြစ်တော့ဆိုမိစ္ဆာဒိဋ္ဌိဖြစ်သေးတယ်အဲ့ဒါကံကိုတော့လက်ခံတယ်အရာရာဘာဖြစ်ဖြစ်ကံကြောင့်ကြီးပဲလို့ပြောမယ်အတိတ်ကလုပ်ခဲ့လို့အကုသိုလ်ကံကြောင့်ဖြစ်တာကြီးပဲကုသိုလ်ကံကြောင့်ဖြစ်တာကြီးပဲလို့အလုံးကံတစ်ခုတည်းကိုသာလက်ခံပြီဆိုလို့ရှိရင်အဲ့ဒီအယူဆမှားရတဲ့အယူဆလို့သတ်မှတ်တယ်24ပစ္စည်းကြည့်လေကံတစ်ခုတည်းမှာကမ္မပစ္စယောတစ်ခုတည်းပါတာပဲကျန်တာဟေတုပစ္စယောတွေအာရဝဏပစ္စယောတွေ24ပစ္စယောရှိနေသေးတာမဟုတ်လားအဲ့တော့မြတ်စွာဘုရားကံတစ်ခုတည်းဟောတာမဟုတ်ဘူးဆိုတာဆွဲဆွဲမြဲမြဲမှတ်ထားဖို့လို့သို့တော်လူတွေကဘာဖြစ်ဖြစ်ကံမဲချကြတာများတယ်နော်ကံကိုပဲဥတည်ပြီးတော့ပြောနေကြအကြောင်းပေါင်း24မျိုးအထမ်းအရာအကြောင်းပေါင်းပစ္စယတတ္တိလို့ခေါ်တဲ့အကြောင်းတရားရဲ့စွမ်းရည်တတ္တိ24မျိုးရှိတဲ့ထဲမှာကာမပစ္စယောတစ်ခုတည်းပဲပါကျန်တာတွေကကာမပစ္စယောမဟုတ်ဘူးဆရာဆရာတတ္တိတွေရဲ့စွမ်းဆောင်မှုတွေအများကြီးပါတယ်စဉ်းစားကြည့်ပါလေလူတယောက်နှာစည်းချောင်းဆိုးဖြစ်တာနှာစည်းချောင်းဆိုးဖြစ်တာတိတ်ကအကုသိုလ်ကြောင့်အခုနှာစည်းတယ်ချောင်းဆိုးတယ်ဒီလိုယူလို့ရှိရင်မိစ္ဆာဒိဋ္ဌိပဲမှားရတဲ့အတွေ့တစ်ခုဖြစ်သွားဘယ်ဟုတ်မှာတော့နှာစည်းချောင်းဆိုးတာယာတိဥရုပြောင်းလို့နေဘူးတဲ့အေးမိတာတို့ဘာတို့ဒီလိုပြစ္ဆုတ်ပံအကြောင်းတရားတွေရှိတယ်လေအပူမိတာတို့အေးမိတာတို့ဒီလိုနဲ့ဖြစ်တာကိုယ်ခန္ဓာကိုယ်က resistant power တွေကျနေတဲ့အချိန်မှာယာတိဥရုတံကိုမခံနိုင်လို့ဖြစ်တာတို့ခြားအကြောင်းတွေရှိတယ်အဲ့ဒီအကြောင်းတွေကိုထည့်မပြောဘဲနဲ့ကံကြီးလို့ပြောလို့ရှိရင်ဒါပုပ္ပိဟတရှိပုပ္ပိကတဟေတုဒိဋ္ဌိလို့ခေါ်တယ်။မှားယွင်းတဲ့အယူဆတစ်ခု။ဒါကြောင့်မို့လောကကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တတ္တလောကကြီးဟာအမှန်တမ်းဆန်းကျက်တယ်။တတ္တလောကကြီးဟာတရားတွေဟာအကျဉ်းချင်းအပြင်ပြောမယ်ဆိုရင်မတူညီတဲ့တရားတွေသူဂတိဘုံဒုက္ခတိဘုံလို့ဘုံလိုက်ပြောမယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခကိုရရှိခံစားခွင့်ရကြတဲ့တရားတွေထဲမှာချမ်းသာတက်တက်ခံစားရတဲ့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ချမ်းသာတက်တက်ခံစားရတဲ့ဘုံကနတ်ဘုံချမ်းသာနဲ့ဆင်းရဲနဲ့ချမ်းသာနှစ်ခုတွဲဖက်ပြီးတော့ခံစားရတာကလူဘုံဇံအာယုန်နဲ့ကာမဂုဏ်အာယုန်နေကင်းကွာပြီးတော့ဇံအာယုန်နဲ့မြင့်မြတ်ဖြူစင်စွာအစာချမ်းအာဟာရချမ်းတွေမစားဘဲနဲ့ပီတိနဲ့ဘဝမှာယက်တည်နိုင်တဲ့ဘုံကဗြဟ္မဘုံလို့ဟောတရားတွေမဲ့တရားတိုင်းဒီအစာစားတာမဟုတ်သဗ္ဗေတ္တအာဟာရထိတိကတရားတွေအာဟာရကြောင့်တည်တယ်လို့ဆိုဒီမှာအာဟာရဆိုတဲ့စကားလုံးဟာစားစရာတစ်ခုတည်းကိုပြောတာမဟုတ်ဘူးအကြောင်းကိုပြောတာနောက်လူတွေတဲ့အောက်နှိမ့်ချသွားတဲ့ဒုက္ခတိဘုံလို့သတ်မှတ်ထားတာအဆိုးဆုံးကနိရယချမ်းသာတာတစ်စက်မှမရှိလို့နိရယလို့ခေါ်တာနိအယအယဆိုတာဒုက္ခနိဆိုတာကင်းနေတာချမ်းသာဒုက္ခလုံးဝမရှိတဲ့နေရာနိရယချမ်းသာဆိုတာကြားတော်ကြဘူးဒလစကြီးဒုက္ခခံနေရတာနိရယအဲ့ဒီတဲ့နည်းနည်းသက်တာကတိရစ္ဆာန်အဲ့ဒီတဲ့နည်းနည်းသက်တာကပြိတ္တာဆ
စင်စင်ရဲနဲ့လောကီစားတော့တဲ့ပြိတ္တာထဲမှာနော်ဝိနိပါတိကအတုရာလို့ဟောငရဲတရိစ္ဆာန်ပြိတ္တာအတုရအပယ်၄ပုံသို့တော့ပါဠိတော်တွေထဲမှာငရဲတရိစ္ဆာန်ပြိတ္တာဆိုပြီးတော့၃ပုံပဲပြတာများတယ်အတုရကာယလို့ဆိုတာတည်ပြီးတော့မပါတတ်ဘူးမရှိလို့မဟုတ်ရှိတော့ရှိပြိတ္တာထဲမှာရောထည့်ပြီးတော့၃လေးရှိတယ်ပေါ့အပယ်၃ပုံလို့ပြောမယ်ဆိုလည်းရတယ်သုတ္တန်တွေရအပယ်၃ပုံ၄ပုံလို့ဆိုလို့ရှိရင်ပြိတ္တာနဲ့အတုရကာယကိုခွဲပြီးတော့ပြောလိုက်တာပေါ့အဲ့တော့လောကမှာတတ္တလောကကြီးတစ်ခုလုံးအကြောင်းကိုရသော်ဗျာဘယ်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဘယ်အကုသိုလ်တွေလုပ်ခဲ့လို့ဘယ်ပုံဖြစ်ကြရတယ်ဆိုတာတရားရည်ရဲ့အကြောင်းကိုအကြောင်းနဲ့တကွခွဲခြားပြီးတော့သိနိုင်ဟောနိုင်တာဒါကြောင့်မို့လို့တတ္တလောကအကြောင်းကိုအသေးစိတ်သိတာကုံစင်အောင်သိတာဒါကြောင့်မို့ရသော်ဗျာကိုလောကဝိတုလို့ခေါ်တယ်ခုခေတ်တတ္တဗေဒတို့တရားရည်အကြောင်းလေးလာနေတဲ့နော်ပညာရက်တွေရှိတယ်ဆိုလိုဂျီတို့ဘာတို့ပေါ့နော်ဇီဝအကြောင်းလေးလာတဲ့ဘိုင်ယိုလိုဂျီတို့အဲ့ဒီတရားတွေအကြောင်းလေးလာတယ်ဆိုတာဟာတရားတွေဟာဘယ်လိုဖြစ်ကြတယ်ဘယ်လိုပြုမှုတယ်ဘယ်လိုနေထိုင်ကြတယ်ဆိုတာတော့ပဲသူတို့လေးလာတာမြတ်စွာဘုရားကဒီတရားဘာလို့ဒီဘဝရောက်လာတယ်ဆိုတာပါသိတယ်အတိတ်ဘဝတုန်းကဘာတွေလုပ်ခဲ့လို့ဒီရောက်တာဒီဘဝပြီးရင်သူဘယ်သွားမှာဆိုတာတွေကြည့်အောင်မြတ်စွာဘုရားကြတော့သိတယ်အပေါ်ယံသိမဟုတ်ဘူးအကုန်လုံးအတွင်းကြတရားရဲ့စိတ်အစဉ်ကိုပါသိနိုင်သည့်အတွက်ကြောင့်မြတ်စွာဘုရားကိုတတ္တလောကကိုကုံစင်အောင်သိတာဖြစ်သောကြောင့်လောကဝိတုလို့ဒီလိုဆိုတာနော်ဒါတတ္တလောကနဲ့ပတ်သက်ပြီးသိဖို့ဩကတလောကလို့ဆိုတာနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာစာအုပ်တွေရေးကြတယ်တချို့ကဘယ်ဘက်ကရေးတာတုန်းဆိုမယုံကြည်တဲ့ရှုထောင့်ကရေးမယုံကြည်တဲ့ရှုထောင့်ကရေးတဲ့အခါမှာမြတ်စွာဘုရားဟာလောကဝိတုလောကအကြောင်းကိုသိတယ်လို့ဆိုတဲ့နေရာမှာစัจ java လာအနန္တရှိတယ်လို့မြတ်စွာဘုရားဟောတယ်အခုကနေ့သိပ္ပံခေတ်မှာလည်းပဲစัจ java လာတွေဟာတွေ့လာတဲ့အခါကျတော့စัจ java လာအနန္တဆိုတဲ့ theory ကိုလက်ခံလာကြနော်တစ်ချိန်တုန်းကတော့မဟုတ်လေတဲ့ရောင်တွေ့ရင်တွေ့တာလေးလောက်တင်ကြည့်ပြီးတော့ပြောကြတယ်နောက်စာပေကျမ်းဂန်တွေမှာအဲ့ဒီဩကတလောကဆိုတာနဲ့ပတ်သက်တယ်မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဟောထားတာလေးတွေမရှိဘူးလားဆိုရှိတယ်ရှိတဲ့အခါကျတော့တချို့မြင်ရမှယုံတဲ့ပုဂ္ဂိုလ်မျိုးတွေရှိသေးတယ်လက်တွေ့မျက်တွေ့ဝါဒလို့ခေါ်တယ်မမြင်ရရင်မယုံဘူးတဲ့အဲ့ဒါကြတော့သူတို့မေးကြည့်ဖို့ကောင်းတယ်မင်းမမွေးခင်ကမင်းအဖေမြင်ဘူးလားလို့မေးလိုက်မမေးခင်ကအဖေမြင်ဘူးထားရင်တော့ဘယ်လိုပုဂ္ဂိုလ်ဖြစ်မလဲစဉ်းစားတာကြည့်အဲ့ဒါမဲ့အဖေဆိုတာယုံနေကြတယ်လေသူမမွေးခင်ကသူ့အဖေဆိုတာ तू ဘယ်လိုလုပ်ယုံမှာမြင်မှမမြင်ဘူးလားမွေးပြီးမှဆိုရင်ဒါဟုတ်တော့ဘူးလေအဲ့တော့လက်တွေ့မျက်တွေ့ဆိုတဲ့ဝါဒဟာတကယ်တော့အလုံးမဖြစ်တဲ့ဝါဒတစ်ခုအနုပါဏဆိုတဲ့မှန်ကန်တဲ့အသိဉာဏ်တစ်ခုကိုဖယ်ရှားပစ်တာလက်တွေ့မျက်တွေ့ဝါဒဆိုပြီးဗမာပြည်မှာတခါတော့အဲ့ဒါကိုရှေ့တန်းတင်ပြီးတော့ပြောကြတာတွေရှိသေးတယ်လက်တွေ့မျက်တွေ့ဝါဒဆိုတာအကုန်လုံးကိုကိုယ်တိုင်စမ်းသပ်ပြီးမှယုံကြည်ရမယ်ဆိုလို့ရှိရင်ဓမ္မပင်တပင်ကဲဒီဓမ္မရွယ်လေးခုဝါကြည့်တယ်ခါတယ်လက်တွေ့မျက်တွေ့ဝါဒမဟုတ်တဲ့ပုဂ္ဂိုလ်ကြတော့ဒီဓမ္မရွယ်ခါတာကိုကြည့်ပြီးကျန်တာတွေလည်းခါတယ်လို့သူဆုံးဖြတ်လို့ရတယ်ဆုံးဖြတ်လို့ရလက်တွေ့မျက်တွေ့ဓမ္မအဲ့ဒီတင်ဆုံးဖြတ်လို့မရဘူးဓမ္မတပင်လုံးဝါကြည့်ချိုတဲ့ရွယ်ရှိရင်ရှိနေမှာသူကလက်တွေ့မျက်တွေ့ကိုအကုန်လုံးပဲသူတွေ့မှယုံအောင်မှာဆိုလို့ရှိရင်အကုန်ဝါကြည့်မှရမှာပေါ့အဲ့တော့လောကကြီးဟာကိုမမြင်လို့လဲ
မယုံဘူးပြောလို့မရဘူးမတွေ့ဘူးလို့လည်းမယုံဘူးလို့ပြောလို့မရဘူးလောကမှာ discover ဆိုတာထူးထူးခြားခြားတွေဟာတွေးရှိပြီးတော့နေတာစัจ java လာအနန္တဆိုတဲ့ဘုရားရဲ့ဟောပြောချက်ဟာတနေ့တုန်းကသိပြီးတော့မဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြတယ်ဒီကနေ့ခေတ်မှာလက်ခံထားကြလက်ခံလာကြပြီစူးစမ်းလေ့လာနေတဲ့ပုဂ္ဂိုလ်တွေကစัจ java လာအနန္တဆိုတာလက်ခံလာကြအဲ့ဒီထဲမှာလောကဝိတုဂုံနဲ့ပတ်သက်ပြီးတော့တောင်ကျွန်းတွေမြောက်ကျွန်းတွေအရှေ့ကျွန်းတွေနောက်ကျွန်းတွေနော်အဲ့ဒါတွေကျွန်းကြီးလေးကျွန်းတို့မြင့်မို့တောင်တို့ဆိုတာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လူတွေကလည်းမယုံတဲ့လူတွေရှိတယ်မယုံဘူးဆိုရင်စူးစမ်းပေါ့ယုံရမယ်လို့မပြောပါဘူးကိုမမြင်ဘူးတဲ့အရာမယုံဘူးဆိုလည်းဟုတ်တယ်သို့တော့မြတ်စွာဘုရားဟောထားတာဟုတ်သလားလို့ဆိုစัจ java လာနဲ့ပတ်သက်တာတို့မြင့်မို့တောင်နဲ့ပတ်သက်တာဟောထားတာရှိအင်္ဂုတ္တရနိကေမှာသုလနိကတုတ်ဆိုတာ cosmology ကိုအကြောင်းပြုပြီးဟောထားတာ cosmology စัจ java လာအငယ်စားတစ်ခုဟောပြောတဲ့အခါမှာမြင့်မို့တောင်တစ်ခုကိုခြေပြုတ်ထားပြီးတော့အဲ့ဒီမှာကျွန်းကြီးလေးကျွန်းလူပြည်စတုမာရေနတ်ပြည်တာဝရိန္ဒာယာမတောတိတာနေဝန္တရတိပရဏိဝိတဝတဝတိလို့ဆိုပြီးတော့နတ်ပြည်6ထပ်နဲ့မြင့်မို့တောင်ကိုဘ ਹੁ ရံပတ်ပြီးတော့တည်ရှိနေတဲ့စัจ java လာတစ်ခုအဲ့ဒီလိုစัจ java လာပေါင်း1000ကိုသုလနိကလောကဓာတုအဲ့တော့မြတ်စွာဘုရားကစัจ java လာဆိုတဲ့အသုံးကိုဘုရားကိုယ်တိုင်သုံးခဲ့သလားဆိုမသုံးဘူးလောကဓာတုဆိုတဲ့စကားလုံးကိုသုံးခဲ့တယ်မြတ်စွာဘုရားနောက်ပိုင်းကျမှစัจ java လာဆိုတဲ့စကားလုံးကိုသုံးလာအတော်လေးနောက်ကျမှပါဠိထဲမှာရောက်တာဒါterminology ဆိုတာတစ်ခါတစ်ခါကျတော့ term တွေကတဖြည်းဖြည်းမှပေါ်လာတာရှိတယ်လေလူလောကမှာတပြိုင်တည်းပေါ်တော့အဲ့တော့စัจ java လာအနန္တအယူဆတစ်ခုလူဘုံကဒီတပုံနဲ့မဟုတ်ဘူးအခုဒီကနေ့ဘုန်းကြီးတို့နေတဲ့စัจ java လာကတစ်ခုဒီလိုစัจ java လာတွေအများကြီးရှိတယ်ဒါကြောင့်မလို့ UFO ဆိုပြီးတော့အခုတော့နော်ပြောနေကြတယ် unknown flying object ဆိုပြီးတော့UFO ပကံပြားပြန်ပေါ့လေလွယ်လွယ်ခေါ်တော့ပကံပြားဘယ်ကထုတ်တဲ့ပကံပြားတော့မသိပကံပြားပြန်ဆိုတာရှိတယ်ခဏခဏလည်းတွေ့တယ်လည်းပြောတယ်မဟုတ်ဘူးလို့လည်းပြောတယ်နဲ့ဒီရိတ်ခနဲ့ရောင်ခနဲ့တော့တွေ့လာပုံရအဲ့တော့ဂျိုသားနဲ့ခေါ်တာကိုယ်လည်းသူများဂျိုသားခေါ်မှာပဲဒါဆို planet မှာဖြစ်တာဟုတ်အလုံးဟာဂျိုတွေကြီးပဲပေါ့အကုန်လုံးဂျိုဆိုတာဂဟဆိုတာလားအဲ့တော့ဘုန်းကြီးတို့နေတဲ့ကဘာဂျိုကြီးလို့ပြောပါစို့သိပ္ပံနဲ့ပြောပါစို့ကဘာဂျိုကြီးပေါ်မှာကျွန်းကြီးလေးကျွန်းရှိတယ်သမုဒ္ဒရာတွေရှိတယ်မြင့်မို့တောင်ရှိတယ်စတုမာရေနတ်ဘုံနဲ့တာဝရိန္ဒာနတ်ဘုံရှိတယ်ကျန်တာတွေကတော့ဒီစัจ java ဒီမြင့်မို့တောင်ရဲ့အထက်မှာအဆင့်ကောင်းကင်ဘုံမှာပြန့်နှံ့ပြီးတော့ရှိနေတယ်အဲ့ဒါကိုစัจ java လာတစ်ခုလို့သတ်မှတ်တယ်အဲ့ဒါလို့စัจ java လာပေါင်းထောင်ရှိတာကိုသုလနိကလောကဓာတ်လို့မြတ်စွာဘုရားခေါ်တယ်အဲ့ဒီ1000နဲ့မြောက်ပြီးတော့စัจ java လာ1သန်းကိုမစ္စမိကလောကဓာတ်လို့ခေါ်တယ်အဲ့ဒါကိုတစ်ခါ3ချိန်မြောက်မြောက်လိုက်တဲ့အခါကျတော့စัจ java လာဂရေတသိန်းမဟာလောကဓာတ်လို့ခေါ်တယ်ဟောမြတ်စွာဘုရားကအဲ့ဒါစัจ java လာဂရေတသိန်းမှရှိတဲ့တတ္တဝါတွေမြတ်စွာဘုရားကြားအောင်ပြောနိုင်တယ်တဲ့အဲ့ဒီသုလနိကတုတ်တယ်ဘယ်လိုကြားအောင်လုပ်တယ်လဲလို့ဆိုလုပ်ပုံလုပ်နည်းကတော့တော်တော်ကို systematically ပဲဒီတတ္တဝါတွေဆိုတာအိတ်နေတဲ့အကောင်လည်းရှိမှာပဲအမှတ်တမဲ့နေတဲ့အကောင်တွေလည်းရှိကြမှာပဲဘုရားကဒီတိုင်းထားပြီးတော့သူ့အတန်ရွတ်လိုက်လို့ရှိရင်အမှတ်တမဲ့နေတဲ့လူတွေကကြားကြမှာကြားမှာအဲ့တော့အမှတ်တမဲ့မနေအောင်အလုံးလန့်သွားအောင်နှိုးလိုက်ပေးတာ။ဘာနဲ့နှိုးတော့ဆိုမြတ်စွာဘုရားကလောကကြီးတစ်ခုလုံးကိုမှောင်သွားအောင်မြို့တော်ရောင်ရှိတော့အရင်လှော်လိုက်တာစัจ java လာဂရေတသိန်းဟာမှောင်ကြီးကျသွားတယ်။နင်းနေရကဝုတ်ခနဲ့မှောင်သွားတဲ့အခါလူတွေကဟာဘာဖြစ်တာပါလဲနဲ့အုပ်အုပ်ကြက်ကြက်ဖြစ်တတ်တယ်ပေါ့လားလူရဲ့သဘာဝ
လန့်ဖြန့်ပြီးတော့အကုန်လုံးအိတ်နေတဲ့လူတွေပါနှိုးအကုန်လုံးအမောင်ကြီးဖြစ်နေပြီဆိုတဲ့အချိန်ကြတော့မှရောင်ကြီးလေးတစ်ခါလွှတ်လိုက်တယ်အဖြူရောင်အလင်းရောင်လေးလွှတ်လိုက်တယ်အဲ့ဒီလိုအလင်းရောင်လေးပေါ်လာပြီဆိုတော့လူတိုင်းအားလုံးကအလင်းရောင်ကိုအာရုံစိုက်နေတဲ့အချိန်လေးပါမြတ်စွာဘုရားကတရားလေးတစ်ပုဒ်ဟောလိုက်တာအားလုံးကြားသွားတယ်အဲ့ကြအိတ်နေတဲ့လူတွေနှိုးပြီးတော့ပြောတာနော်မနှိုးဘဲနဲ့ဆိုအိတ်ပြောနေပဲရအဲ့လိုနီးနဲ့မြတ်စွာဘုရားဟာဒီသုရဏိကလောကဓာတုမှာဘုရားရဲ့စွမ်းရည်တတိတစ်ခုကိုဖော်ပြခဲ့တာရှိတယ်ဒါဟာဒီဩဃတလောကကြီးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဟောကြားချက်တွေဩဃတလောကကြီးနဲ့ပတ်သက်တာမြင်းမို့တောင်လူတွေကမေးကြတယ်ခဏခဏမေးတယ်မြင်းမို့တောင်ပဲမလဲမြင်းမို့တောင်ရှားနေကြတော့မှရှိသေးတယ်အဲ့တော့မြင်းမို့တောင်ရှားတာဆိုရင်ဘယ်လိုလုပ်ပြီးတော့မြင်းမို့တောင်တွေ့မလဲကိုကတကယ်ကြည့်လိုက်မယ်ဆိုရင်ကိုနေတာကမြင်းမို့တောင်ခပန်းမှာနေတာမြင်းမို့တောင်ခပန်းမှာနေပြီးတော့မြင်းမို့တောင်ရှားနေရင်တော့ရောင်းမခါထိုးပြီးတော့ရှားနေတယ်လို့ပဲဖြစ်မှာပဲရှားလို့မတွေ့တော့တေးသေးလေးမှမဟုတ်တာမြင်းမို့တောင်ဟာဒီနာပြုံးလွင်ကတောင်နေတောင်ကအထက်ထတေးသေးလေးမှမဟုတ်တာလေအဲ့ဒါမြင်းမို့တောင်ရဲ့အစိပ်ပိုင်းလေးပဲကဘာကြီးကဘာချိုကြီးတစ်ခုအာယုံပြုတ်ကြည့်လိုက်အခုခေတ်ကဘာလုံးကြီးဆိုတာဆိုကဘာလုံးကြီးပဲထားလိုက်ပါတောင်ဝရိုးစွန်းမြောက်ဝရိုးစွန်းတွေဝရိုးစွန်းတွေသာထားအဲ့ဒီမှာကဘာကြီးရဲ့တည်နေပုံကိုနည်းနည်းအာယုံပြုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တိတ်ကြီးမားလွန်အားကြီးတဲ့အခါကျတော့လူတွေကမြင်မိုးခက်တယ်လေကိုယ်ပဲနေရာရောက်ကိုဟာမိုးကုတ်ဆက်ဝိုင်းကြီးရဲ့အလယ်မှာပဲရှိနေတယ်ကိုယ့်ရဲ့မြင်ကွင်းကဒီလောက်ပဲရှိတယ်အဲ့တော့ဆိုတာကဘယ်လိုဆိုတာတော့ဆိုရင်လူပြေဟာတဲ့မြင်းမို့တောင်ခါးပန်းမှာရှိတယ်အဲ့တော့မြင်းမို့တောင်ခါးပန်းဆိုတာအခုကနေ့စိတ်ကူးနဲ့ဖော်ထုတ်ထားတဲ့ကဘာလုံးကြီးရဲ့ခါးပန်းမှာရှိနေတယ်ဆိုကိုကအဲ့ဒီမှာနေပြီးတော့မြင်းမို့တောင်လိုက်ရှာလို့ပဲတွေ့ပါတော့အဲ့တော့မြင်းမို့တောင်ထိပ်ကအမြင့်ဆုံးနေရာပေါ်မှာတာဝရိန္ဒနတ်ပြည်ရှိတယ်တဲ့အောက်ဆုံးအခြေတဲမှာအတုရာနတ်ပြည်ရှိတယ်တဲ့မြင်းမို့တောင်ခပန်းမှာလူပြည်ရှိပြီးတော့စတုပါနဲ့နတ်ပြည်ကလည်းအဲ့ဒီပတ်ဝန်းကျင်မှာရှိနေတယ်လို့ဒီလိုဆိုတာပေါ့ဒီလိုဆိုတော့မြင်းမို့တောင်ဟာကဘာဂျိုကြီးရဲ့အမြင့်ဆုံးနေရာဟာမြင်းမို့တောင်ပဲပေါ့ကဘာဂျိုကြီးရဲ့အမြင့်ဆုံးနေရာအနိမ့်ဆုံးနေရာအောက်ခြေကအတုရပုံပဲပေါ့အခုပင်လယ်ရေမျက်နှာနဲ့ညီပြီးတော့နေတဲ့လူတွေနေတဲ့ရေပြင်ကြီးကမြင်းမို့တောင်ရဲ့အလယ်လောက်မှာရောက်ပြီးတော့နေတယ်မြင်းမို့တောင်ကြီးကပင်လယ်ထဲမှာတဝက်မြုပ်နေတယ်တဝက်ပေါ်နေတယ်ဒီလိုဆိုတာပေါ့ကဘာမြေပြင်ကြီးကိုကဘာလုံးကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေရေပြင်ကြီးတွေကလွှမ်းပြီးတော့ကျွန်းမြေကြီးတွေကပလုတ်တင်းဖြစ်နေတာပဲအဲ့ဒီပေါ်နေတဲ့အရာကမြင်းမို့တောင်ဒီဟာကြီးတစ်ခုလုံးကမြင်းမို့တောင်ကြီးပဲလို့မှန်းဆပြီးတော့ပြောတော့နော်စာပေရပြောပြတာစာပေရဒီလိုဆိုတာအဲ့တော့မြင်းမို့တောင်ဆိုဒီမှာကဘာလုံးကြီးတစ်ခုလုံးကိုခြုံကြည့်အောင်ခြုံကြည့်တဲ့အခါအမြင့်ဆုံးထိပ်ဟာမြင်းမို့တောင်ထိပ်ပဲအောက်ခြေကဆိုလိုတာကဒီကဘာလုံးကြီးကိုကအလဲသားကြီးကမြင်းမို့တောင်ကြီးပဲပေါ့ဘေးကနေရံပတ်နေတာအခုကြည့်လေဒီမြန်မာပြည်ကတောင်တန်းကြီးတွေပဲကြည့်တခုတည်းမှမဟုတ်ပဲနဲ့တောတတတောင်ထထနော်ဒီလိုနေတာကိုအဲ့တော့မြင်းမို့တောင်ဆိုတာလေရံပတ်နေတာတွေကအများကြီးပဲဖြစ်နေမှာပေါ့ရံပတ်နေတာတွေအများကြီးအားလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒါမြင်းမို့တောင်ဆိုတာကဘာလုံးကြီးတစ်ခုလုံးရဲ့တစ်ခုလုံးကိုပဲမြင်းမို့တောင်လို့ပြောလို့ရတယ်အဲ့ဒီထိတ်ဟာတောင်ရိန္ဒနတ်ပြည်ရဲ့တရားဌာနဖြစ်ပြီးတော့အောက်ခြေကအတုရဘုံရဲ့တရားဌာနအလေခါပန်းပတ်နေရတော့ကျွန်းကြီးလိုချွန်းဆိုတဲ့လူပြည်ရဲ့တရားဌာနဒီလိုပြောလို့ရတာပေါ့တခါတော့ဂျာမနီမှာသွားပြီးတော့
တင်နန်းပို့ချတော့ကဂျမန်ကျောင်းသားတယောက်ကမေးတယ်ဘာနဲ့ပတ်သက်ပြီးမေးတော့ဆိုငရင်လှုပ်တာနဲ့ပတ်သက်ပြီးတော့မေးတယ်မဟာပရိနိဗ္ဗာန်တော့မှာတဲ့လေထုကြီးလှုပ်တော့ရေထုကြီးလှုပ်တယ်ရေထုကြီးလှုပ်တဲ့အခါကျတော့မြေထုကြီးလှုပ်တယ်ပေါ့လေထုကြီးလှုပ်တယ်ဆိုတော့အခုကဘာကြိုကြီးဆိုတာဒီကနေ့သိပ္ပံကဘယ်လိုပြောတော့ဆိုအာကာသကြီးထဲမှာရှိတယ်လို့ပြောတာပဲဟုတ်လားအာကာသကြီးထဲမှာရှိတယ်အာကာသလို့ဆိုကြတဲ့ဘေးကပတ်ပတ်လည်လေတွေကြီးပဲလေအဲ့ဒီလေထုလှုပ်သည့်အတွက်ကြောင့်မြေထုကလှုပ်တယ်ရေထုကလှုပ်တယ်ရေထုကလှုပ်သည့်အတွက်ကြောင့်ကဘာမြေထုကလှုပ်တယ်လို့ဒီလိုဆိုထားတာအဲ့လိုဆိုထားတာကိုသူကတော့ဒီလိုစိတ်ကူးပြီးတော့မေးပုံရတယ်လေပေါ်မှာရေပေါ်မှာမြေအထက်ထက်အဆင်းဆင်းနေတယ်လို့ဒီလိုထင်တာကိုတကယ်ကတော့ကဘာကြိုလူကြီးမှာအဲ့ဒီမှာမြေကြီးတွေဟာအမြင်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပင်လယ်ပြင်ကြီးကအလွန်ကြီးတယ်ပင်လယ်ထဲမှာရှိတဲ့ကဘာကျွန်းကြီးတွေဟာရေပြင်ရေထဲမှာပြီး floating ဖြစ်နေတာပေါ်နေတဲ့သဘောမျိုးမြင်ရတယ်လေမြေပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမြေတွေဟာပင်လယ်ထဲမှာပေါ်နေတဲ့အလွှာကြီးတွေလို့မြင်ရတယ်ပေါ့အဲ့ဒါနဲ့ဘုန်းကြီးကပြောတာမင်းကဘာမြေပုံကြီးကြည့်ဘူးတယ်မို့လားကြည့်လိုက်တဲ့အခါကျကြည့်လေကဘာကြီးကအာကာသထဲမှာရှိတယ်ဟုတ်တယ်လေအားလှုပ်တယ်ကဘာမြေကြီးကလည်းပဲကြည့်ပင်လယ်ရေကြီးတွေပတ်ချံဝိုင်းပြီးတော့နေသည့်အတွက်ကြောင့်နော်လေတိုက်လို့ရှိရင်လှုပ်ရင်ရေအားရင်လှုပ်မှာပဲလှုပ်ပြီးလို့ရှိရင်ကဘာမြေကြီးပါလှုပ်လာတယ်ဟုတ်တယ်လေဆူနာမီတို့ဘာလို့ဆိုအောက်ကနေလှုပ်လာတာဟုတ်အဲ့ဒါကနေလှုပ်တာလို့ကဘာမြေကြီးဆိုတာအပေါ်ယံလှုပ်တာအဲ့ဒါကိုအမြင်အားဖြင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပုံစံပဲဖြစ်နိုင်တယ်လို့ဒီလိုပြောတော့သူစဉ်းစားနေတော့ဂျမန်မျိုးသမီးတယောက်ကဟုတ်တယ်လို့ပြောလိုက်တော့သူလည်းဆက်မမေးတော့သဘောကျလို့လားမကျလို့လားတော့မသိဘုန်းကြီးတို့လည်းကြမ်းဖန်ဖြေရတာပဲလေအဲ့တော့အင်မတန်မှကြီးမားတဲ့အရာဝတ္ထုကြီးတစ်ခုကိုပုံဖော်ပြီးပြောဖို့ဆိုတာအလွန်ခဲယဉ်တဲ့ကိစ္စတစ်ခုပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားကိုဩကတလောကလို့ဆိုပြီးတော့မြင့်မို့တောင်နေဓာတွေကိုအထက်ကရာဆရာကလောကဝိတုထဲမှာထည့်ရေးတာကိုတစ်ချိန်တုန်းကမြန်မာနိုင်ငံမှာအထက်ကရာဆရာကိုအပြစ်တင်ပြီးတော့နော်လောကဝိတုကိုမြတ်စွာဘုရားဟာလောကကြီးဩကတလောကကြီးအကြောင်းသိတာဆိုတော့မဟုတ်ဘူးလို့ဆိုပြီးတော့သာဝတိပါရေးကြတယ်မဟုတ်ဘူးဆိုရင်အကြောင်းပြလေအဲ့လိုတော့လည်းအကြောင်းမပြအဲ့တော့မယုံတာကတော့ဘယ်တတ်နိုင်မှာတော့မယုံတဲ့လူကိုယုံအောင်ပြောเสียမလိုပါဘူးနော်ယုတ်တိရှိမရှိပဲကိုယ်ကကြည့်ရမှာပေါ့အဲ့တော့မြတ်စွာဘုရားကစัจ java လာအနန္တဆိုတာကိုဟောထားခဲ့တယ်ဟောထားခဲ့သည့်အတွက်ခဏဒီစေလနိကလောကဓာတုတုံမှာလည်းပဲဒီတိုင်းဟောထားတယ်ဟောထားတဲ့အတိုင်းဒီခဏခေတ်သိပ္ပံမှာဂျိုသားတွေရှိတယ်ဆိုတာရဲ့လူတွေနေတာလူတွေဟာဒီကဘာမှာသာရှိတာမဟုတ်တခြားကဘာလည်းရှိတယ်ဆိုတာတွေကိုပဲလွန်စားတွေရပြီးသက်ရှိတွေရှိနိုင်တယ်ဆိုတာကိုလေ့လာစူးစမ်းနေကြတော့မြတ်စွာဘုရားကတော့အဲ့ဒါလို့သူတို့လိုဂျိုလူကြီးတွေလွတ်ပြီးစူးစမ်းเสียမှမလိုတာအလိုရှိရင်သွားကြည့်လို့ရတာပဲတကူတော်နဲ့သွားလိုက်ရင်ရတယ်လေဘာနဲ့သွားတော့ဆိုစိတ်ဆွမ်းအားကိုသုံးချပြီးသွားတာတမာတိဆွမ်းအားနဲ့မသွားခြင်းလဲကိုယ့်အကိုကုံဆွဲကြည့်လို့လဲကိုမြင်တာပဲအဲ့ဒါကြောင့်မို့လို့ဒီလိုစွမ်းအားကြီးမားတဲ့ပညာကြီးမားတဲ့ပုဂ္ဂိုလ်တယောက်ပုဂ္ဂိုလ်တူရဲ့ပြောကြားချက်ဟာအမှားယွင်းမရှိဘူးလို့ဘုန်းကြီးတို့ကတော့လက်ခံတယ်ပေါ့ကိုမတွေ့သေးတာပဲရှိတယ်မရှိတာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားဟာဩဃတလောကအကြောင်းကိုလည်းသိတယ်တတ္တလောကအကြောင်းကိုလည်းသိတယ်နောက်ဆုံးမှာလောကနဲ့ပတ်သက်လာတဲ့အခါမှာရောဟိတတသုတ်ဆိုတာရှိတယ်ရောဟိတတသုတ်မှာရောဟိတတလို့ဆိုတဲ့ဗြဟ္မာတူရှိတယ်အဲ့ဒီဗြဟ္မာက
အရင်ဘဝတုန်းကဇံရရသေးကြီးတကောဘိညာဉ်နဲ့ပြည့်စုံသူကလည်း research လုပ်တာကဘာကြီးကိုသုတေသနလုပ်ချင်တဲ့ပုဂ္ဂိုလ်ပဲတကောနဲ့သူကသုတေသနလုပ်တာဘယ်လိုလုပ်တုံးဆိုလို့ရှိရင်သူကဘလို့သူ့ရဲ့လျင်မြန်မှုဟာစัจ java လာတစ်ခုစัจ java လာတစ်ခုကိုတွားတဲ့လျင်မြန်တဲ့နှုံးကဘယ်လောက်ထိအောင်မြန်တုံးဆိုလို့ရှိရင်အလွန်ဒီတမ္မာတဲ့မြားတစ်စင်းကိုဖြတ်ပြီးတော့ပြစ်လိုက်တဲ့အချိန်လေးဟာအဲ့ဒီမြားဟာထမ်းပင်အရိပ်ကလေးကိုဖြတ်သွားတဲ့အချိန်ထမ်းပင်ဆိုတော့ဘယ်လောက်ရှိမှတော့တွက်ကြည့်လိုက်မယ်ဆိုရင်ထမ်းလုံးတစ်ခုရဲ့ဒီပမာဏတပေလောက်ပဲထားပါတော့နော်အဲ့ဒီတပေအတိုင်းတာလေးကိုမြားကဖြတ်သွားတဲ့အချိန်လေးဟာဘယ်လောက်ရှိမှအလွန်လျင်မြန်တာပေါ့ဖြတ်ကနေဖြတ်သွားတာအဲ့ဒီအချိန်ပိုင်းလေးလောက်ကိုစัจ java လာတစ်ခုဖြတ်ကျော်နိုင်တယ်လို့သူကပြောတာသူ့ရဲ့အရှိအဲ့တော့သူကခြေထောက်ကလည်းသူ့ခြေလမ်းကြီးကတလန်းကဘယ်လောက်ကျဲတော့ဆိုအရှိသမုဒ္ဒရာကနေအနောက်သမုဒ္ဒရာမှာခြေလောက်တလန်းနဲ့သွားခြေလမ်းကလည်းကျဲတယ်လျင်မြန်တဲ့အဟုန်ကလည်းအလွန်မြန်တယ်အဲ့ဒီနှုံးနဲ့အနန္တစัจ java လာရဲ့အဆုံးကိုသိဖို့သူလေးလာကြည့်အပန်းဖြေတဲ့အချိန်လေးစားတဲ့အချိန်တောက်တဲ့အချိန်တွိုင်းလက်သွားတဲ့အချိန်လေးလောက်ပဲခြံထားပြီးတော့အနှစ်တရာပတ်လုံးသူစူးစမ်းလေးလာခဲ့တာအသက်တရာပြည့်လို့သေးတာသွားတယ်စัจ java လာအဆုံးသူရောက်ခဲ့ပါဘူးလို့ဆိုဘုရားလာလျှောက်တော်တော်စူးစမ်းတဲ့ပုဂ္ဂိုလ်နော်သွားကျင်တိုင်းသွားဘယ်တော့မှမဆုံးဘူးလို့ဆိုလို့အဲ့တော့သူကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့ဟောဒီလိုခြေထောက်နဲ့လျှောက်လန်းသွားခြင်းဖြင့်သို့မဟုတ်သွားရောက်ခြင်းဖြင့်ဘာနဲ့ပဲသွားရင်စီးသွားပေါ့နော်ကိုယ်ကာယနဲ့သွားရောက်ခြင်းဖြင့်လောကရဲ့အဆုံးကိုသိနိုင်တယ်လို့မအိုရမနာရမသေးရလောကရဲ့အဆုံးကိုသိနိုင်တယ်လို့လောကရဲ့အဆုံးကိုရောက်နိုင်တယ်လို့တပည့်တော်မယုံကြည်ဘူးတဲ့ဆိုတော့မြတ်စွာဘုရားသူပြောတာကိုထောက်ခံတယ်ဟုတ်တယ်သွားရောက်ခြင်းဖြင့်လောကရဲ့အဆုံးကိုတော့မင်းတွေ့မှာမဟုတ်ဘူးတဲ့မဟုတ်မနာမသေးလောကရဲ့အဆုံးကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးတဲ့သွားရောက်ခြင်းဖြင့်လောကရဲ့အဆုံးကိုမတွေ့ဘဲနဲ့လဲဘယ်တော့မှအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ပြဿနာတွေကိုအဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့မြတ်စွာဘုရားဒီလိုထောက်ခံပြီးတော့ပြောကြတယ်အဲ့ဒီနေရာလေးမှာလောကလို့ဆိုတဲ့နေရာမှာဗြဟ္မာရောဟိတတဗြဟ္မာကြီးကသူပြောချင်တဲ့လောကကဘာတော့ဆိုရင်ဩဃတလောကကြီးကိုပြောတာတော့ဩဃတလောကကြီးရဲ့စัจ java လာအနန္တကိုသူသွားကြည့်တာသွားလို့အဆုံးမရောက်ခင်မဲ့သိခဲ့ရတယ်အဆုံးကိုရှာမတွေ့ခဲ့သေးဘူးဘယ်နေရာမှာလောကကြီးဟာအဆုံးရောက်သွားပြီဆိုတာရှာလို့မရဘူးမြတ်စွာဘုရားကသူ့ကိုလမ်းကြောင်းပြောင်းပြီးတော့ဩဃတလောကကြီးအကြောင်းပြောလို့သူတရားသူတရားမြတ်ရဖို့မရှိဘူးမရှိသည့်အတွက်ကြောင့်လောကဆိုတဲ့စကားလုံးမှာမြတ်စွာဘုရားကသင်္ခါရလောကဘက်ကိုဥလှည့်ပေးလိုက်တာသူလောကဆိုတဲ့အသုံးနဲ့ဘယ်လိုဥလှည့်ပေးလိုက်တော့ဆိုလို့ရှိရင်လောကရဲ့အဆုံးမရောက်သွားရောက်ခြင်းဖြင့်တော့ဘယ်လိုမှမရောက်နိုင်ဘူးမသိနိုင်ဘူးအိုခြင်းနာခြင်းသိခြင်းဆင်းရဲလောကအဆုံးကိုမတွေ့တဲ့မြတ်အိုခြင်းနာခြင်းသိခြင်းဆင်းရဲဆိုတာလေလွတ်မှာမဟုတ်ဘူးငါပြောရမယ်ငါကလောကဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူးခန္ဓာကိုယ်ကိုပြောတာဟောသင်္ခါရလောကဘက်ကိုဥလှည့်လိုက်တာမင်းကမ္ဘာလောကကြီးဩဃတလောကကြီးသွားနေလို့ကတော့ဘာမှလည်းအကျိုးမရှိဘူးအဆုံးတွေ့တော့ရောမိုင်းပါဖြစ်မှာဘာမှဖြစ်ဘူးအဲ့တော့လောကရဲ့အဆုံးကိုရှာခြင်းရင်သင်္ခါရလောကကိုပဲရှာလို့မြတ်စွာဘုရားသူ့ကိုလမ်းကြောင်းဖြောင်းပေးလိုက်တာသင်္ခါရလောကရဲ့အဆုံးကိုရှာနိုင်မှအိုခြင်းနာခြင်းသိခြင်းဆင်းရဲလွတ်မှာတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကသင်္ခါရလောကကြီးရဲ့သင်္ခါရလောကလို့ဆိုရင်ဒီလောကကိုဘာကိုငါကလောကလို့သတ်မှတ်တယ်လဲဆိုလို့ရှိရင်ဟောဒီငါတို့ရဲ့တလံမြတာရှိတဲ့အသိစိတ်အမှတ်တင်ညာတွေ
အသိစိတ်တွေအမှတ်တင်ညာတွေရှိတယ်ဟောဒီတလန်လောက်အတိုင်းအတာရှိတယ်လူရဲ့ခန္ဓာကိုယ်ကြီးကိုငါလောကလို့လည်းခေါ်မယ်လောကသမုဒိယလောကဖြစ်ကြောင်းတရားဆိုတာလည်းဒီမှာပဲရှိမယ်လောကချုပ်ရာဆိုတာလည်းဒီမှာပဲရှိမယ်လောကချုပ်ရာသို့ရောက်ကြောင်းအကျင့်ပฏิပဒါဆိုတာလည်းဒီမှာပဲရှိတယ်ဒီလောကကိုစူးစမ်းရမှာဖြစ်တယ်လို့မြတ်စွာဘုရားကသင်္ခါရလောကဘက်ကိုဥလှည့်ပေးလိုက်တာမြတ်စွာဘုရားဆိုတာသရဝါတွေလမ်းကြောင်းအမှန်ပေါ်ရောက်ဖို့ရတင်ပေးတာဘုရားရဲ့လုပ်ငန်းပဲလေဩကတလောကကြီးကိုရှားနေလို့အဆုံးလဲတွေ့မှလည်းမဟုတ်ဘူးတွေ့သည့်တိုင်အောင်တဏှာဝဆင်းကလွတ်ဖို့အတွက်အထောက်အကူဖြစ်မှလည်းမဟုတ်ဘူးဒါကြောင့်မို့အဲ့ဒါတွေကိုရှားတာဟာအကျိုးမရှိဘူးသင်္ခါရလောကရဲ့အဆုံးကိုရှားရမယ်လို့ဒီလိုဆိုတာပေါ့နော်သင်္ခါရလောကအဲ့တော့မြတ်စွာဘုရားကဟောလိုက်တာဟောဒီတလန်လားမြောက်ရှိတဲ့လူတွေရဲ့ကိုယ်ကာယအဲ့ဒီကိုယ်ကာယကိုပဲငါလောကလို့သတ်မှတ်တယ်တဲ့သင်္ခါရလောကကိုယ်ကာယကိုပဲသင်္ခါရလို့သတ်မှတ်ဒီနေရာမှာသစ္စာ၄ပါးကိုမြတ်စွာဘုရားဟောလို့ရင်းဖြစ်တယ်လောကဘာကြောင့်လောကလို့ခေါ်တော့လောစတိပလောစတိတိလောကောပျက်စီးတတ်သောကြောင့်လောကဘယ်တော့မှထာဝရတည်မြဲတာမရှိဘူးခန္ဓာဆိုတာဖြစ်ပေါ်လာပြီးတဲ့နောက်မှာပျက်စီးသွားမှာပဲအလုံးဟာပျက်စီးနေတာကြီးပဲမြင်မြင်သမျှရုပ်ဝတ္ထုတွေဟာအလုံးဟာပျက်စီးသွားတာပဲသက်ရှိတ attva တွေအလုံးဟာလည်းပျက်စီးပြီးတော့နေကြတာထာဝရတည်မြဲနေတဲ့အရာဆိုတာဘယ်မှမရှိဘူးအလုံးဟာမွေးဖွားလာခြင်းရှင်းရောလာခြင်းအိုမင်းလာခြင်းနောက်ဆုံးသေဆုံးသွားခြင်းပျောက်ကွယ်သွားခြင်းနဲ့ပဲဒီလိုပဲအဆုံးသတ်နေတာအဲ့ဒီသင်္ခါရလောကမြတ်စွာဘုရားကသင်္ခါရလောကရဲ့အဆုံးကိုရှာရမယ်တဲ့အတိညာနဲ့ရောက်အောင်သွားရမယ်အဲ့တော့သင်္ခါရလောကအဆုံးကိုရှာခြင်းရင်မင်းဘာတွေသိအောင်လုပ်ရမလဲလောကဆိုတာကိုသိအောင်လုပ်ရမယ်ဒီလောကဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုသိအောင်လုပ်ရမယ်ဒီလောကဘယ်မှာအဆုံးသတ်သွားတယ်ဆိုတာကိုသိအောင်လုပ်ရမယ်အဲ့ဒီအဆုံးသတ်ကိုရှာဖွေတဲ့နည်းစနစ်ကိုလည်းသိအောင်လုပ်ရမယ်လို့ဒီလိုဟောတာပေါ့အဲ့ဒါလို့ဟောပြီးတော့ရောဟိတတဆိုတဲ့ပြမကြီးကိုတရားဟောလိုက်တဲ့အခါသူကအသိဉာဏ်ပွင့်လင်းသွားပြီးတော့သင်္ခါရလောကအကြောင်းသိပြီးတော့အကျိုးတရားရသွားတယ်အဲ့လိုဆိုတော့ပေါ့ဟုတ်အဲ့တော့လောကဆိုတာပျက်စီးနေတာဆိုတာဘာကိုပြောတာလဲဆိုခန္ဓာဘုန်းကြီးတို့တပည့်ရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာရုပ်ခန္ဓာကြီးပျက်စီးနေတာတာမန်သိပ္ပံပညာရနဲ့စူးစမ်းလေ့လာရင်တော့လူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲကလေးတွေဟာပျက်စီးနေတယ်ဆိုတာကိုတွေ့ရှိရတယ်လေဝိပဿနာဉာဏ်နဲ့ကြည့်နိုင်မယ်ဆိုရင်ဒီတဲ့အသေးစိတ်ပျက်စီးနေတယ်ဆိုတာတွေ့ရတယ်ပေါ့အဲ့ဒါလို့ပျက်စီးလာလို့လူရဲ့ခန္ဓာကိုယ်ကြီးဟာတဖြည်းဖြည်းယိုရင်းအိုမင်းရင့်ရော်လာပြီးနောက်ဆုံးသိဆုံးသွားအဲ့တော့လူရဲ့ခန္ဓာကိုယ်ကြီးကိုပဲလောကလို့ခေါ်လိုက်တာဘုန်းကြီးတို့တွေမှာရှိတဲ့ကိုယ်ကာယခန္ဓာ၅ပါးဘာတွေနဲ့ဖွဲ့စည်းထားတော့ဒီလောကဟာကြည့် body ဆိုတဲ့ရုပ်တွေရှိမျက်စိနားနာလျှာကာယအဓိကပထဝီအာဘောတေဇောဝါယောခန္ဓာကိုယ်ကြီးကိုကြည့်လိုက်ပြီးတော့ခွဲစိတ်ကြည့်လိုက်မာပြောအတုံးခဲတွေကတပုံပုံကြည့်လိုက်မယ်ဆိုရင်အရည်တွေကတပုံအပူငွေ့အေးတွေကတပုံလှုပ်ရှားနေတဲ့လေတွေကတပုံဆိုလို့ရှိရင်ခန္ဓာကိုယ်ကိုခွဲကြည့်လိုက်မယ်ဆိုရင်ဒီဓာတ်ကြီးလေးပါပဲတွေ့တာပဲတပုံစီခွဲထားလိုက်ပြီးတော့ပုံပြတ်သွားအောင်ဖြတ်ကြည့်လိုက်ဖြတ်ကြည့်လိုက်ပေါ့လေအယိုးတွေအသားတွေနော်
အယိုးတွေအသားတွေကလေးစားတွေတပုံပုံကြည့်လိုက်စိတ်ထဲကပဲပုံပေါ့နော်တပုံပုံကြည့်လိုက်အဲ့ဒါအယိုးတွေအသားတွေကလေးစားတွေကတပုံအရည်တွေကတပုံပုံထားလိုက်နောက်တစ်ခါအပူငွေ့အေးဆိုတာတွေကတပုံပုံထားလိုက်လှုပ်ရှားနေတဲ့လေကတပုံပုံထားလိုက်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးမှာတစ်ခုစီခွဲထုတ်လိုက်လို့ရှိရင်ဒီလေးမျိုးပဲတွေးမှာပဲဒီတဲ့ပို့ပြီးတော့တွေးစရာအကြောင်းမရှိဘူးဒါကိုပဲဓာတ်ကြီးလေးပါလို့ခေါ်တာအဲ့ဒီလေးခုကိုလေးပုံပုံလိုက်တာနဲ့တပြိုင်နက်လူဆိုတာရှိအောင်မလားရှာတွေးမှာမဟုတ်ဘူးလေမြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုံးမှာဟောတာအဲ့ဒီလူဆိုတဲ့အမတ်တင်ညာပျောက်သွားသည့်တိုင်အောင်တတ္တတင်ညာပေါ့တရဝါဆိုတဲ့တင်ညာပျောက်သွားတရဝါဆိုတဲ့တင်ညာပျောက်သွားသည့်တိုင်အောင်အခုလိုခွဲစိတ်ပြီးတော့ကြည့်ရမယ်အပုံလေးပုံပုံပြီးတော့အပြန်အလှန်စဉ်းစားကြည့်လိုက်လို့ရှိရင်လူရဲ့ရုပ်ပုံလွှာပျောက်သွားပြီလေပျောက်သွားပြီတဘာဝတရားတွေအမြည်တစ်မျိုးဘက်ကိုပြောင်းပြီးတော့ရောက်ရှိသွားတယ်မဟာသတိပဋ္ဌာန်သုံးပါတဲ့မြတ်စွာဘုရားကနွားတတ်သမားတယောက်ဟာနွားတစ်ကောင်ကိုတတ်တယ်တတ်ပြီးတဲ့အချိန်မှာ तू နွားတတ်တယ်ဆိုတာသူ့မှာအသိစိတ်ရှိနေသေးတယ်လှီးဖြတ်နေတဲ့အချိန်မှာလည်းငါနွားကြီးကိုလှီးဖြတ်နေတယ်ဆိုတာရှိသေးတယ်ဟုတ်ပြီသူ့ရဲ့ကျွမ်းကျင်မှုနဲ့ဓာတ်တစ်ချောင်းနဲ့အကုန်လုံးနွားကိုခုတ်ထိဖြတ်ပြီးတဲ့အခါအယိုးကတပုံအသားကတပုံသွေးတွေကတပုံနဲ့ဒီလိုပုံပုံထားလိုက်လို့ရှိရင်ပြီးတဲ့အခါလားဝယ်တဲ့လူတွေကိုရောင်းနေပြီအဲ့ကြတော့သူငါနွားရောင်းတယ်လို့ရှိသေးလားမရှိတော့ဘူးဘာဖြစ်လို့အသားရောင်းတယ်ဖြစ်သွားပြီအသားရောင်းမယ်တရေရောင်းမယ်သွေးရောင်းမယ်ဒါပဲရှိတော့နွားဆိုတဲ့အတင်ညာပျောက်မသွားဘူးလားအဲ့ဒါလို့ပျောက်သွားသည့်ထိုင်အောင်လူရဲ့ခန္ဓာကိုယ်ပထဝီအာဘောတေဇောဝါယောဆိုတာကိုမြတ်စွာဘုရားကခွဲစိတ်ပြီးတော့တရံပြောက်သွားရတရံပြောက်သွားပြီဆိုလို့ရှိရင်အဲ့တော့တတ္တပညာဟာဖယ်ရှားပြီးသားဖြစ်သွားတယ်ပေါ့ဒါကမဟာသတိပဋ္ဌာန်သုံးပါဒီဓာတုမနတိကာရဆိုတဲ့ဓာတ်ကမ္မထံပေါ့နော်ဓာတ်ကြီးလေးပါးကိုကမ္မထံပွားဖို့စတုဓာတုဝါဝဌာနကမ္မထံကိုနှလုံးသွင်းပုံအကျဉ်းအားဖြင့်အဲ့ဒါလိုပြောတယ်မဟာဟတ္တိဗရောပမသုတ်ဆိုပြီးတော့ဆင်ခြေရာနဲ့ဥပမာပေးပြီးတော့ဟောတဲ့သုတ်တန်ကြတဲ့အခါဒီတဲ့နည်းနည်းကျယ်လိုက်ဆံမင်းမွေးခြင်းခြေသက်လက်သက်သွားအရေးအသာအကျော်အယိုးချင်စီအညွတ်နှလုံးအသက်အမေးဖြင့်အဆုပ်ဥမဥသိစာသစ္စာဟောဥမဥသိစာသစ္စာဟောအုံနောက်အဲ့ဒီလိုပထဝီဓာတ်20အဲ့ဒါတွေကိုတပုံပုံထားလိုက်တယ်တပုံပုံလိုက်တယ်အဲ့ဒီနောက်မှာအရေးတွေကိုတပုံပုံလိုက်တယ်32ခုတတ်တာပေါ့နော်ဆံမင်မွေးခြင်းနဲ့တပုံစီပုံပြီးတော့အသေးစိတ်ကြည့်လိုက်တာဆံမင်မွေးခြင်းခြေသက်လက်သက်သွားအရေးဒီဟာတွေကနေအုံနောက်ထိအောင်ဒါတွေကအတုံးအခဲတွေဖြစ်သောကြောင့်ပထဝီတို့သတ်မှတ်လိုက်တယ်တုံးခဲတွေအဲ့ဒါတွေကိုတပုံထားလိုက်လို့ရှိရင်လူဆိုတဲ့တင်ညာပျောက်မသွားပဲဘူးလားသူ့နာမည်နဲ့သူလေကားတောင်မှတစားစီဖြုတ်ထားလိုက်လို့ရှိရင်ကားပဲပဲတော့လို့မေးလို့ရှိရင်ဘိန်းကဘိန်းပဲဘောဒီကဘောဒီပဲအင်ဂျင်ကအင်ဂျင်ပဲလေဝက်ဥကဝက်ဥပဲဖြစ်သွားတော့မှာပေါ့ကားဆိုတာပျောက်သွားပြီလေအဲ့ဒါလို့တတ္တပညာတစ်ခုပျောက်ကွယ်သွားသည့်ထိအောင် analyze လုပ်တာဝိပဿနာဉာဏ်နဲ့ကြည့်တာအဲ့ဒါကို analytical knowledge of mind and matter လို့ဆိုတာအခြေခံအားဖြင့်အဲ့ဒီကစတချို့ကတော့ပရမတ်တို့ပညာတို့ပြောချင်တဲ့လူတွေကလာအောင်ပါအသားတုံးကပရမတ်လားပညာလားနဲ့လာမေးနေအောင်တော့ကြကြနော်အရေးကြီးဆုံးကတတ္တပညာပျောက်သွားပြီဆိုလို့ရှိရင်တစ်ခုပြီးသွားပြီအဲ့ဒီမှာနော်တစ်ခုပြီးသွားပြီအဲ့ဒီကနေအသေးစိတ်တစ်ခုစီတစ်ခုစီအသိဉာဏ်တက်လာလို့ရှိရင်သူကရှုမြင်သွားမှာပဲရှုမြင်သွားမြတ်စွာဘုရားဟောတာကြည့်လေနွားဆိုတဲ့ပညာပျောက်သွားပြီတဲ့အမဲသားရောင်းနေတယ်ဆိုတဲ့သိစိတ်ပဲသူ့မှာရှိတော့တယ်
ငါနွားကြီးကိုရောင်းနေတယ်လို့ तू မသိတော့ဘူးတဲ့ဟုတ်တာပဲအဲ့ဒါလို့တတ္တပညာပျောက်တည်ထိအောင်ခွဲခြားစိတ်ဖြာလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်သွားလူတွေတွေ့တာဘယ်ကိုတွေ့တာလဲလို့ဆိုပုံပန်းတံတက်ဆင်ထားတဲ့ပုံမှာပူတွေ့တာခွဲလိုက်တာနဲ့တပြိုင်နက်တွေ့တာလေးရဲ့လားဟောပရမတ်ရောက်မရောက်တွေ့တာမှုကပျောက်နေပြီလေသဘင်ခွဲထုတ်လိုက်မယ်သဘင်မွေးညင်းခြေသက်လည်းနဲ့သွားအရေးအသာအကျော်ရိုးချက်စီမျိုးတစ်ခုစီခွဲထုတ်လိုက်လို့ရှိရင်ဖြစ်เสียကောင်းလိုက်တာခင်မင်းစရာကောင်းလိုက်တာလို့ရှိသေးလားသူ့နေရာလေးသူတတ်ထားရင်တော့ဟုတ်တယ်ဆေးရောင်လေးကဆိုးလိုက်သေးတာနော်မိတ်ကလေးကလိမ့်လိုက်သေးတာဆိုတော့ဟုတ်เสียဖြစ်တယ်ကဲတခုစီခွဲထုတ်လိုက်တဲ့အခါကျတော့အဲ့ဒီစိတ်တွေပေါ်သေးလားတွေ့တာမှုဆိုတဲ့စိတ်ဟာလုံးဝပျောက်သွားပြီအဲ့ဒီပျောက်သွားတာကိုကအကျိုးအမြတ်ကြီးတစ်ခုပဲအကျိုးအမြတ်ကြီးတစ်ခုပဲပျောက်သွားတယ်ဆိုတာဒီပုံပန်းတရံပျောက်သွားလိုက်တာနဲ့တပြိုင်တည်းတွေ့တာမှုကလည်းပျောက်သွားပြီလေတကယ်ကမ္မထအလုပ်အားထုတ်တယ်ဆိုတာတွေ့တာမှုပျောက်ခြင်းလို့လုပ်တာဟာတွေ့တာမှုကိုဖျောက်ဖို့ကအဓိကမုန်းတိမှုရောရှိသေးလားတွေ့တာမှုမရှိဘူးဆိုရင်မုန်းတိမှုလည်းမလာတော့ဘူးလေခုနအမဲသားရောင်းနေတဲ့ကောင်ကနွားဆိုတဲ့အတိသူ့မှာမရှိတော့ဘူးအသားရောင်းနေတယ်ဆိုတဲ့အတိပဲရှိတော့အဲ့တော့နွားဆိုတဲ့ပညာသူပျောက်သွားပြီအဲ့ဒါလိုပဲတတ္တပညာပျောက်သွားပြီးတော့ယောက်ျားမိန်းမဆိုတဲ့အမှတ်ပညာတွေပျောက်သွားတဲ့အတွက်ကြောင့်လောဘရာဂတွေဒေါသတွေမလာတော့ဘူးလေအဲ့ဒီမလာတာဟာအမြတ်ပဲဒီတဲ့ပို့ပြီးတော့နှိပ်ကွက်ပေးတဲ့အခါမှာနောက်ဆုံးမှလုံးဝမပေါ်နိုင်တဲ့အနေအထားမျိုးထိအောင်ရောက်သွားမယ်ပုစုจิตက negative ဖြစ်အောင်လုပ်ရမယ်ဒီလိုပြောတာတဖြည်းဖြည်းချင်းလုပ်ယူရမှာချက်ချင်းကြီးတော့ negative ဖြစ်မှာမဟုတ်ဘူးပုစုจิตကစွဲနေတာကိုအဲ့တော့အဲ့လိုခန္ဓာကိုယ်ကြီးကိုကြည့်လိုက်တာလောကဆိုတာဟာဟောဒီမျက်စိနာနာလျှာကာယခန္ဓာကိုယ်ကြီးတစ်ခုစီဖြတ်ကြည့်လိုက်တဲ့အခါမှာဒါတွေကရုပ်တည်ပဲရုပ်တတ္တပဲအပူနဲ့တွေ့ရင်တစ်မျိုးအေးနဲ့တွေ့ရင်တစ်မျိုးအမျိုးမျိုးပြောင်းနေတတ်တဲ့သဘာဝပဲလို့ဟောရူပခန္ဓာရုပ်စုတခါအဲ့ဒီတည်းမဲ့အသိစိတ်နဲ့တွဲပြီးတော့လာတယ်အာယုံလေးတွေ့ရင်ကျဉ်တ်တယ်ပျော်တယ်မပျော်ဘူးစိတ်ညစ်တယ်ဆိုတဲ့စိတ်ရဲ့ခံစားမှုလေးတွေကရှိတယ်အဲ့ဒီစိတ်ရဲ့ခံစားမှုတွေဆိုတာတခဏလေးတင်ဖြစ်တာဖြစ်တော့ကြောင့်ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်မိုးရွာတဲ့အခါမှာတစ်စက်မြိတ်အောက်ကရေစီးချောင်းကလေးတွေရှိတယ်လေအပေါ်ကတစ်စက်မြိတ်ပေါ်ကရေလေးကျလိုက်တဲ့အခါမှာပွက်ခနဲ့ဆိုပြီးတော့ရေပူပေါင်းလေးပေါ်လာနောက်တစ်ခါမကြခင်ပဲဖောက်ခနဲ့ထွက်သွားပြန်ဝေဒနာဆိုတာအဲ့ဒီတိုင်းပဲရေပွက်လို့နေပဲခဏလေးပွက်ခနဲ့ဖြစ်လာပြီးတော့ကြောက်ပေါက်ကွဲသွားပြန်ဝေဒနာတဲ့ခံစားမှုလေးလောက်ကြပြီလေ Happy New Year Happy New Year ခဏလေးပဲခုပဲ Happy တော့လို့နော်ဇန်နဝါရီလတုန်းကလည်းတ Happy တဲ့ Happy နဲ့အခုဘယ်ရောက်ကုန်ပွက်ကနဲ့ဆိုပျောက်သွားတာပဲခံစားမှုလေးတွေကဒီတိုင်းပဲလေဒေါမနတဝေဒနာခံစားလို့ငိုရတယ်မျက်ရည်တောင်မချောက်သေးဘူးပြုံးစီစီဖြစ်နေပြီအောက်ကခံစားမှုကညံ့နေဆိုတာကိုပြောပြတာအဲ့ဒါကိုဝေဒနာခန္ဓာလောကလို့ပြောတာတင်ញက်ခန္ဓာမှတ်သားထားတယ်တခါတွေ့ပြီးရင်သိပြီအဲ့ဒီမှတ်မှုဆိုတာလည်းခိုင်မာတဲ့အရာမဟုတ်ဘူးဖြစ်ပြီးတော့ပြတ်သွားတဲ့အရာများသာရှိတယ်ဒီလိုဆိုလို့ဘာနဲ့ဥပမာတူတော့တန်လျက်နဲ့တူတန်လျက်ဆိုတာကြည့်အောက်ကမြေပြင်ကနေဒီနေတွေကပူတဲ့အခါကျတော့မြေကြီးကအငွေ့ကလေးတွေထွက်တဲ့အပေါ်ကမိုးလေးရွာချလိုက်တဲ့အခါကျတော့အပူငွေလေးနဲ့သွားတွေ့တဲ့အခါကျတော့လက်နဲ့ဆိုအဝေးကနေကြည့်လို့ရှိရင်သူကရေပြင်းလိုဘာလိုဖြစ်တယ်တန်လျက်ကိုရေထင်၍ရွှေသမင်းအလိုက်မှားတယ်ဆိုတာပြောကြတာပဲနော်ရိမ့်နေဆိုအဟုတ်မှတ်ဟုတ်ဘူးအပူလှိုင်းလေးတွေပေါ်နေတာ
သွားကြည့်လိုက်ရင်ဘာရှိဘာမရှိလူတွေရဲ့အမှတ်တင်ညာဆိုတာလေတန်လျက်ပဲဘာမှမဟုတ်ဘူးထင်တာလေးတွေကရှိတာတကယ်သွားစစ်ကြည့်လိုက်တော့ဟုတ်မှာမဟုတ်ဘူးအဝေးကနေကြည့်ရင်ဩဒါအမျိုးသမီးပဲဒါအမျိုးသားပဲထင်နေတာတကယ်ဒီအရေးကွန်ခွာကြည့်လိုက်ပြီးတော့ဆိုရင်ဘာမှမရှိတော့ဘူးအကုန်လုံးနော်ထင်တာတွေတခုမှမဟုတ်လူကအထင်နဲ့ကြောက်တာကြောက်တတ်တဲ့လူညနေဆိုရင်ခြုံပုတ်ကလေးကြည့်ဟာတရေကြီးလာနေတယ်လို့ဒီလိုထင်တာသူကတကယ်သွားကြည့်တော့ခြုံဟာခြုံပဲလေအဲ့လိုဖြစ်တာအဲ့ဒါကြောင့်မို့တင်ညာလို့ဆိုတာလေဘာမှခိုင်မာတဲ့အရာတခုမဟုတ်ဘူးလို့ဒီလိုပြောတာနောက်တစ်ခါသင်္ခါရဆိုသင်္ခါရဆိုတဲ့ဟာကအလုံးပေါင်းစုထားတာတွေးတာတွေကြံတာတွေလိုချင်တာတွေမုန်းတီးတာတွေအလုံးလူရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေဘာနဲ့ဥပမာတူတုံးဆိုရင်ငပြောတုံးကြီးနဲ့တူတယ်ငပြောတုံးကိုတစ်ဖက်ချင်းခွာလိုက်မွေးငါတဲ့ထဲတော့ကောင်းတယ်ငပြောတုံးကိုတစ်ဖက်ချင်းခွာပြီးတော့အနှစ်ရှာကြည့်လိုက်လို့ရှင်နောက်ဆုံးမှဥဝဲသွားတွေ့တယ်ဘာမှမရှိဘူးအနှစ်ရှာမတွေ့ဘူးမဟုတ်လားအဲ့ဒါလိုပဲသင်္ခါရကတဘာဝတရား50စုထားတာတစ်ဖက်ချင်းခွာကြည့်လိုက်ဘာမှမရှိဘူးနောက်ဆုံးမှအနှစ်မဲ့အဲ့ဒါလိုသင်္ခါရအကြောင်းကိုသိဝိညာဉ်ကိုကြည့်တဲ့အခါကျတော့ဝိညာဏဆိုတဲ့အသိစိတ်ဟာမျက်လက်ပြနေတာနဲ့တူတူပဲဟိုလိုထင်လိုက်ဒီလိုထင်လိုက်နဲ့စိတ်ဟာမျက်လက်ပြနေတယ်လို့ပဲမျက်လက်ပြတာကပ္ပဋ္ဌာန်းထိုင်တဲ့ထဲဆောင်လာပြတတ်တယ်သူကနော်ကပ္ပဋ္ဌာန်းထိုင်ရင်တောင်လာပြတယ်ဟိုဟာမြင်ဒါမြင်လားအဲ့တော့ကြည့်လိုက်မယ်ဆိုရင်လောကလို့ဆိုတဲ့ခန္ဓာ၅ပါးဟာဘယ်အရာမှခိုင်မာတာမရှိဘူးအားလုံးဟာတခဏလေးအတွင်းမှာပြောင်းလဲပျက်စီးနေတဲ့တရားသာဖြစ်သောကြောင့်ဟောဒီသင်္ခါရလောကကြီးရဲ့သဘာဝကိုအသေးစိတ်သိအောင်ကြိုးစားပါဒါမှလောကဝိတုဖြစ်မယ်ဒီခန္ဓာဆိုတဲ့သင်္ခါရလောကကြီးကဘာကြောင့်ဖြစ်တာတုံးလို့ကြည့်လိုက်ရင်တဏှာကြောင့်ဖြစ်တာလူချင်းမှုကဥဆောင်လာတာလူချင်းလို့လောက်တယ်လောက်တော့ရတယ်ပေါ့ဘာလို့လူချင်းတာတုံးဆိုအမှန်မသိလို့အဝိဇ္ဇာကပိတ်ကားပြီးတော့ပေးတယ်တဏှာကလူချင်းတယ်ဒါကြောင့်မို့လို့ကံတရားတွေကိုလှုပ်ပြီးရလာပြန်တယ်ဒါဟာလောကဖြစ်ခြင်းရဲ့အကြောင်းတရားပဲဒါဖြင့်ဒီခန္ဓာတွေဟာဘယ်မှာပဲအပြည့်အချုပ်တုံးဆိုတော့နိဗ္ဗာန်ကိုတွေ့တဲ့အခါမှာဒီသင်္ခါရတရားတွေဟာအပြည့်အချုပ်တယ်ဒါကြောင့်မို့နိဗ္ဗာန်ဟာခန္ဓာနံအပုတ္တိခန္ဓာနံនិရောဓောပင်စနံនិရောဓောနိဗ္ဗာန်ခန္ဓာ၅ပါးဟာအကြောင်းတွေပြတ်သွားလို့ဘယ်တော့မှမဖြစ်တော့တဲ့အနေအထားမျိုးဟာနိဗ္ဗာန်ပဲပေါ့အဲ့ဒါကိုនិရောဓကိုသိတာဒီនិရောဓရောက်ဖို့ရအတွက်ဘာလို့ရမလဲဆိုတော့လောကလို့ဆိုတဲ့ခန္ဓာကိုသိရှိနားလည်လာအောင်တတိစွမ်းအားတွေတမာရီစွမ်းအားတွေအသုံးချပြီးတော့အသိဉာဏ်ရင့်ကျက်လာအောင်လုပ်ရမယ်ရင့်ကျက်တဲ့အခါမှာလူကျင်တဲ့တဏှာကိုဖယ်ရှားပြီးနောက်ဆုံးအမှန်သိပြီးတော့လူကျင်စိတ်တွေကင်းပြတ်သွားပြီဆိုတဲ့အခါကျတော့လောကនិရောဓဆိုတဲ့နောက်ဆုံးချုပ်ငြိမ်းတဲ့ဆိုတဲ့နိဗ္ဗာန်အဆင့်ကိုသိရှိပြီးတဏှာလို့ဆိုတဲ့လောကသမုဒိယကိုဖယ်ရှားပြတယ်အဲ့ဒါမှလောကရဲ့အဆုံးဆိုတာတွေ့မှာလို့မြတ်စွာဘုရားဒီလိုဟောတာရောဟိတတဗြဟ္မာကြီးကိုမြတ်စွာဘုရားလောကရဲ့အဆုံးကိုမတွေ့မချင်းဆင်းရဲဒုက္ခတော့မလွတ်ဘူးတဲ့။ကိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခမလွတ်ဘူး။လောကရဲ့အဆုံးဆိုတာလမ်းလျှောက်ပြီးတော့သွားတော့လည်းဘယ်တော့မှမရောက်ဘူးတဲ့။လောကအဆုံးမရောက်ရင်လည်းဘယ်တော့မှဒုက္ခအဆုံးသတ်မှာမဟုတ်ဘူး။ဒီနေရာမှာငါပြောခြင်းနဲ့လောကဆိုတာကိုယ်ခန္ဓာကိုယ်လေးကိုပဲကြည့်ပါ။ခန္ဓာကိုယ်ဟာသင်္ခါရလောကပါလို့ဆိုပြီးတော့ဒီလိုမြတ်စွာဘုရားလောကရဲ့အကြောင်းအမှန်တမ်းသိဖို့ခက်တဲ့သင်္ခါရလောကကိုမြတ်စွာဘုရားသိတော်မူတယ်။ဩဃတလောကဆိုတာသိဖို့ဖြစ်နိုင်သေးတယ်။နော်တတ္တလောကဆိုတာလည်းသိဖို့ဖြစ်နိုင်သေးတယ်။ဘာလို့မျက်စိနဲ့ကြည့်လို့ရတာလေအများကြီးပဲလေ။ဒီသင်္ခါရလောကဆိုတာကျတော့မျက်စိနဲ့ကြည့်လို့ရတာတခုမှမရှိဘူး။အသိဉာဏ်နဲ့မှသိလို့ရတယ်။ဒါကြောင့်မို့သင်္ခါရလောကကိုသိမှုဟာအဓိကပဓာနာဖြစ်လို့လောကဝိတုလောကအကြောင်းကိုအသေးစိတ်သိတယ်ဆိုတာသဘာဝအဖြစ်သိတယ်
လောကရဲ့ဒီဖြစ်ကြောင်းတရားကိုသိတယ်လောကဘယ်မှာချုပ်တယ်ဆိုတာသိတယ်လောကချုပ်ကြောင်းအကျင့်ပฏิပဒါဆိုတာကိုသိတယ်ကုံစင်အောင်သိသောကြောင့်မြတ်စွာဘုရားသခင်ကိုရမြတ်ကိုလောကဝိတုဆိုတဲ့ဂုဏ်နဲ့ချီးကျူးကြတာဖြစ်ပါတယ်